နင်းပုံစံနဲ့ရုပ်ရှင်မင်းသမီးဖြစ်ချင်တာလားရည်ချင်းစရာကောင်းလိုက်တာဟင်ကိုရုပ်ကိုမှန်တယ်ပြန်ကြည့်လိုက်အောင် လုပ်ပါမမရဲ့ကျမကိုရုပ်ရှင်ကားထဲမှာခေါင်းဆောင်မင်းသမီးနေရာကထည့်ပေးပါနော်ကျမအမားတို့လိုတလောက်ပေးပါမယ်ကျမမှာစုထားတဲ့ပတ်စံတွေအများကြီးရှိတယ် အဲ့လိုလုပ်လိုက်ရင်ငါအေဂျင်စီနာမည်ပြတ်မှာပေါ့ငါတို့အေဂျင်စီကအရေးချင်းရှိတဲ့သူကိုခေါင်းဆောင်မင်းသမီးတင်ရိုက်တာနင်းနဲ့ဘလို့မှမဖြစ်နိုင်ဘူး လုပ်ပါမမရဲ့ကျမကိုခေါင်းဆောင်မင်းသမီးတင်ရိုက်ပေးပါနော်ကျမမှာအရေးချင်းတွေရှိပါတယ်မမရဲ့အေဂျင်စီကိုလည်းနာမည်မပြတ်စေရပါဘူး သူဒီလောက်ပြောနေတာသူ့ရဲ့အရေးချင်းတွေကိုငါတို့ခဏလောက်ကြည့်လိုက်ရအောင် ကောင်းပြီလေအဲ့ဒါဆိုလဲနင်းတက်ထားတဲ့ပညာတွေနဲ့ရသဆောင်အောင်တရုပ်ဆောင်ပြလေငါတို့ကြိုက်တယ်ဆိုရင်တော့စဉ်းစားပေးမှာပေါ့ ကျေးဇူးတင်လိုက်တာမမရဲ့ကျမတက်ထားတဲ့ပညာတွေနဲ့အကောင်းဆုံးတရုပ်ဆောင်ပြပါမယ်ကဲကြပါအောင်ကဲကြပါအောင်ကဲကြပါ